ဒါမျိုးလုံးပိတ်ထားတဲ့အချိန်မှာတော့ကျမတို့ကဓာမီလေးကိုအလွယ်တကူထွန်းကျင်တဲ့အချိန်လေးပေါ့နော်ဒါမျိုးလေးဓာမီလေးအလွယ်တကူထွန်းကျင်တဲ့အချိန်လေးနောက်တစ်ခုကပေါ့နော်ကျမတို့ကင်မရာကိုလုံးမဖွင့်ထားဘဲနဲ့ဒါမျိုးအမြန်ဆန်လေးရိုက်ချင်တဲ့အချိန်လေးမျိုးမှာသုံးလို့ရတဲ့နီးလေးကိုခုဗီဒီယိုလေးမှာမျှဝေပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ပြီးရတူကတော့ကြော်သွားလိုက်ပါရှင်လိုအပ်မဲ့သူအသုံးဝင်မဲ့သူလေးတွေကတော့ခုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်ပါအောင်ရှင်ကြည့်ချိန်မားရင်လည်းစေထားလိုက်ပါရှင်ဒီတစ်ဖက်တစ်ချက်မှာဒါမျိုးလေးအလွယ်တကူသုံးချင်တဲ့သူလေးတွေကကြတော့ကျမတို့စစ်တင်လေးတွေတစ်ချက်ဝင်ပေးလိုက်ပါစစ်တင်လေးရောက်သွားပြီဆိုရင်ဒီမှာတော့ပုံစံမျိုးလေးနဲ့ lock screen ဆိုတာလေးရှိပါလိမ့်မယ်ဒီထက်လေးတစ်ချက်ဝင်ပေးလိုက်ပါရှင်ဒီထက်လေးရောက်ပြီဆိုတော့ကျမတို့ customize shortcut ဆိုတာလေးရှိရဲ့ဒီထက်လေးတစ်ချက်ဝင်ပေးလိုက်ပါရှင်ဒီဟာလေးမှာ left right ဆိုပြီးနှစ်ခုရှိရဲ့ပေါ့နော်ကိုကဒီကညာဘက်မှာကင်မရာလေးကိုထားချင်တယ်ဆိုကင်မရာနေရာလေးယူထားလိုက်ပါဘယ်ဘက်မှာ flat မီလေးထားချင်တယ်ဆိုလို့ရှိရင်တော့ flat light လေးကိုထားပေးလိုက်ရမှာဖြစ်ပါတယ်ဒီနေရာမှာကိုထားချင်တယ်ပေါ့နော်ဒီ calculator ထားချင်တယ်ဆိုလဲ calculator အလွယ်တကူထားလို့ရတယ်လို့အဲ့မှာကိုက recording အလွယ်တကူဖမ်းချင်တာဒူမျိုးဆိုရင်တော့ဒီမှာ recording လေးကိုထားလို့လည်းရပါတယ်ရှင်ဘာမှမထားချင်ဘူးဆိုတော့ဒီနန်းလေးကိုထားပေးလိုက်ရမှာဖြစ်ပါတယ်ဒီနန်းလေးကိုထားပေးလိုက်ရင်တော့ဒီဒေါင်းနာလေးမှာဘာမှမရှိတော့ဘူးပေါ့နော်ကိုကထားချင်တယ်ဆိုရင်တော့ဒီမှာကင်မရာလေးကိုထားဘယ်ဘက်မှာတော့ flat မီလေးကိုထားပေါ့နော်ဒါမျိုးလေးလုပ်ပြီးဆိုရင်တော့ကျမတို့ရဲ့ဒီဘေးတစ်ဖက်တစ်ချက်မှာပေါ့နော်ကိုထားလိုက်တဲ့အရာလေးတွေကပေါ်နေမှာပဲဖြစ်ပါတယ်တရှင်ဒါဆိုရင်တော့အလွယ်တကူကျမတို့ပုံရိုက်လို့ရမယ်ဒုတိယတစ်ခုကတော့ကျမတို့အလွယ်တကူဒီမှာမီးလေးတွေတုံးလို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီလေးတီသွားပြီပေါ့နော်စီမီကြောက်ပါစေရှင်ကြိုက်နေတက်ဆိုတော့တယ်လီပေးခဲ့ပါတီးလေးပါလေးရှင်လေ comment လေးပါမှန်ကန်နိုင်ပါတယ်ရှင် Facebook YouTube TikTok ဒီ channel 3ခုကနေပြီးတော့ကျမတို့ရဲ့ဒီဖုန်းနဲ့ပတ်သက်တဲ့ tips and tricks လေးတွေနေ့စဉ်နေ့တိုင်းတင်ပြီးတော့မှာမို့လို့ like and follow subscribe ဟေ့လို့ထားအောင်လည်းမေးပါနဲ့ရှင်နောက်ပြီးမှထပ်တွေ့မယ်နော်ရှင်တတာ